cave ပါ okay သွားမယ် ဆိုတော့ပါတီကိုတွားပြီးဝင်လာကြတဲ့ပတ်စံပြီးဝင်ရအောင်เนาะအဲ့တော့တယောက်ကို15 ringgit လားမသိဘူးဝင်လာပြီးတော့ကျွန်မကြည့်နေမဟုတ်သေးပါဘူးဘောဘာတူ cave ဆိုတာဒီလိုမျိုးလှေကားလေးနဲ့လှလှပပလေးပါဘောကျွန်မရှာနေစိတ်ကနည်းနည်းတော့တင်းလာပြီပေါ့เนาะခုချိန်နေမတွေ့သေးဘူးအဲ့လိုဆိုတော့ကျမတို့အထဲကိုဝင်လာရင်းနဲ့မှာပေါ့နော်တွေးရအရာအေးတော့အေးရဲ့အထဲမှာတော်တော်လေးတော့ဒါ Indian တွေနဲ့ဆိုင်တဲ့သူတို့ရဲ့ religion နဲ့ဆိုင်တဲ့ကိစ္စတွေပေါ့နော်တွေ့ရပြီးတော့အဲ့လိုဆိုတော့ကျမ complaint တက်ပြီးရအောင်မှသူတို့ကတော့အပေါ်ဆက်တက်ကြမယ်ဆိုပြီးတက်ကြအောင်အဲ့မှာဒီ vlog ကဆုခံရပါပြီဘာလို့လဲဆိုတော့ကျမကသူ့ရဲ့ဒီ potato chip ဘူးလေးကိုတင်ပေးထားတာအဲ့ဒါကိုသူကသွားပြီးတော့ထုတ်လိုက်တာထုတ်လဲမြောက်ကမြင်ပြီးဆွဲလို့သွားပါလေရောအဲ့မှာသူ potato chip ပါသွားပါပြီဒါလေးကတော့ Batu Cave ရဲ့ဒါအမြင်ကွင်းလေးပေါ့နော်တော်တော်လေးလှပါတယ်ဒါတော့ဟိုမောင်မဲထဲမှာရိုက်ခဲ့တဲ့ပုံလေးပါဒါလေးကတော့အပြင်မှာပါကျေးဇူးပါဘိုင်ဘိုင်